မင်္ဂလာပါမနေ့ကတော့ငါ live လွှင့်နေနဲ့တိုးတိုးတန်းတန်းလုပ်ပြခဲ့တဲ့အင်ကြီးတွေကအခုဒီမှာပြီးသွားပြီเนาะဒီမှာပန်းကျယ်သီးလေးတွေကဒီလိုပုံစံရိုးရှင်းလေးနှစ်စုံပါမယ်ပြီးသွားလို့ရှိရင်စူရူထိုးပြထားတယ်ဒီမှာ S shape ပုံစံလေးတွေเนาะ S shape ခေါ်မလားရေလိုင်းခေါ်မလားစင်ပြေလို့ခေါ်လို့ရဒါလပုံစံလေးတွေလည်းခေါ်လို့ရအဲ့တော့ဒီကောင်လေးတွေလောက်ထားတဲ့ဟာလေးတွေကိုခဏနေကြရင်စူဗီဒီယိုဖိုင်တင်ပေးမယ်ဗီဒီယိုဖိုင်က edit မလုပ်တော့ဘူးเนาะ edit လုပ်လို့ရှိရင်ကြာနေမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြင်ပကအတန်လေးတွေဈေးတဲ့ဖြတ်သွားတဲ့အခါကျရင်ဈေးတဲ့အတန်လေးတွေအနေပါတော့ပါလိမ့်မယ်ဒါပေမဲ့ဒီဟာလုပ်တဲ့ဥစ္စာလေးတွေတော့ပါလိမ့်မယ်เนาะမနေ့ကတော့ကဗီဒီယိုဖိုင်ထဲမှာlive ဝင်နေပြထားတဲ့ဥစ္စာလေးကိုလည်းသူကအချိန်တိုင်းတာတစ်ခုထိပဲရှိမှာကွာပြီးရင်ပြန်ဖြတ်ခံရမှာဆိုတဲ့အခါကျတော့အခုဒီထဲမှာပဲတစ်ခါတည်း APC လောက်ပြထားတယ်အဲ့တော့ဒီ file လေးကိုခဏနေကြရင်တင်ပေးပါမယ်လိုက်ကြည့်ပြီးတော့ကိုယ်တိုင်လေ့လာပြီးလုပ်ကြည့်ချင်တယ်ဆိုတဲ့သူလေးတွေလည်းအဲ့ဒီကောင်လေးတွေကိုကြည့်ပြီးတော့လုပ်ကြည့်လို့ရပါတယ်လာပြီးတော့ပန်းထိုးတဲ့ဒီလက်ရာအတိုင်းလေးလိုချင်လို့လာအပ်ချင်တယ်ဆိုလို့ရှိရင်လည်းပန်းထိုးသီးတန်ကြီးပဲလည်းအဲ့လိုရတယ်ဒါမှမဟုတ်လို့ရှိရင်အင်ကြီးပါတစ်ခါတည်းပဲချုပ်ပြီးတော့အင်ကြီးပါဒီမှာတစ်ခါတည်းပဲချုပ်ရင်လည်းပန်းလေးတစ်ခါတည်းအပ်မယ်ဆိုလို့ရှိရင်လည်းအဲ့လိုရတယ်အဲ့ဒီတော့အပ်မယ်ဆိုလို့ရှိရင်အင်ကြီးနဲ့ပါအပ်မယ်ဆိုလို့ရှိရင်ရက်ချင်းအနည်းဆုံး2ပတ်เนาะ2ပတ်နဲ့3ပတ်ကြာမှရက်ချင်းရှိပါတယ်အထည်များရင်များတယ်လို့ပေါ့နော်တခါတလေကြာလို့ရှိရင်3ပတ်တို့1လတို့ဖြစ်သွားတဲ့အခါမျိုးလည်းရှိတယ်ပုံမှန်ဆိုရင်တော့ရက်ချင်းကအနည်းဆုံး2ပတ်ရက်20ပေါ့နော်အဲ့လောက်ဝင်ကျင်တွင်မှာရအောင်လုပ်ပြီးတယ်ပန်းတီးတန့်အပ်ချင်တဲ့သူတွေဆိုလို့ရှိရင်တော့ဒီနေ့အမနက်ဖန်တော့မရဘူးပန်းတီးတန့်အပ်ချင်တဲ့သူတွေကစုကိုအနည်းဆုံး10ရက်လောက်ကြိုပြီးအပ်ပြီးပါဘာဖြစ်လို့လဲဆိုတော့စုကပန်းထိုးတဲ့အလုပ်ပြင်ဒီမှာကိုပိုင်ကိုချုပ်တဲ့ဥစ္စာပေါ့နော်အဲ့ထဲချုပ်တဲ့ဥစ္စာတွေ customize ချုပ်တဲ့ဟာတွေတခြားအလုပ်တွေလည်းရှိနေသေးတာဖြစ်တဲ့အတွက်ကြောင့်မို့ပန်းထိုးအပ်ချင်တယ်ဆိုလို့ရှိရင်တော့ပန်းအတွက်ပိတ်စာကြိုပြီးတော့ပေးထားပြီးတော့အပ်တာပဲဖြစ်ဖြစ်အင်ကြီးပုံစံရလာပြီးတော့မှအင်ကြီးနဲ့ပိတ်စာတွေနဲ့တခါတည်းတွဲပြီးတော့အပ်တာပဲဖြစ်ဖြစ်လာအပ်မယ်ဆိုလို့ရှိရင်အနည်းဆုံး10ရက်တော့ကြိုပြီးတော့အပ်ပြီးမှဖြစ်ပါမယ်เนาะဖြစ်မယ်10ရက်လောက်ကြိုအပ်ပြီးမှလည်းစုလုပ်ပြီးလို့အဆင်ပြေမယ်ပေါ့เนาะအဲ့တော့ဆိုလို့ရှိရင်ခဏနေကြလို့ရှိရင် video file လေးတွေ့မယ်เนาะ bye bye